ရန်ရှိကိုကိုပိုင်လက်နက်တွေထုတ်တယ်ဆိုပြီးအစ်စ်ခုနှစ်ရုံတော်အမတ်ကမင်းကြီးရှေ့မှာဆွဆွဲပါတယ်မင်းကြီးကသူ့တူရန်ရှိကိုဆွဆွဲတဲ့အစ်စ်ခုနှစ်ရုံတော်အမတ်ကိုရိုက်တက်ပစ်လိုက်ပါတယ်မင်းကြီးကသူ့တူမလို့ကြောင်းသူဘလောက်ယုံကြည်ကြောင်းကိုလည်းမူမတ်တွေကိုပြပြလိုက်တယ်တကယ်တော့မင်းကြီးကရန်ရှိရဲ့အရေးချင်းတွေသဘောကျလို့သူ့ဝေးမှာထားပြီးအတုံးချခြင်းလို့လက်ကွက်တုံးလိုက်တာပါမူမတ်တွေပြန်သွားတော့ရန်ရှိကိုအစ်စ်ခုနှစ်ရုံတော်အကြီးအကဲဖြစ်တာဝန်ပေးလိုက်ပါတယ်ရန်ရှိကအိမ်ရှိဆန်နေရာကိုမလိုချင်ကြောင်းမင်းကြီးရဲ့ပေါ်တစ်တလုံးတစ္ဆာရှိမှဖြစ်ကြောင်းရုံရင်ကချိုးရင်းတဲ့လူဟာတန်းပြီးအုပ်ချုပ်လို့မရကြောင်းပြောရင်းမိမိမျက်နှာကိုဓာတ်နဲ့လှိပြီးတက်တည်ပြလိုက်ပါတယ်မင်းကြီးကလည်းရန်ရှိကိုပိုသဘောကျသွားပါတယ်ဝိုင်းရီတော်တခင်မကြီးကလည်းသူ့ယောက်ျားနဲ့သားတွေယာရုကြပြီးနေနေတန်ပေးခံရတာမသိသေးပါဘူးအိမ်မှာပဲယောက်ျားနဲ့သားတွေကိုစောင့်နေတာပါတခြားချွေးမတွေရဲ့ဂုဏ်စကားကြောင့်ဝါးကြီးအပြင်ခိုးထွက်သွားတာကိုသိသွားပါတယ်ဝိုင်းရီတော်ကလူများတော့တယောက်နဲ့တယောက်မတည့်ကြပါဘူးဝါးတခင်မကြီးလည်းဝါးကြီးကိုခေါ်ဆိုပြီးဘိုးဘွားခမ်းမှာဒူးတောက်ခမ်းပြီးအပြစ်ပေးလိုက်ပါတယ်မင်းသားရန်ရှိလည်းယာရုရချင်းဝိုင်းရီတော်ကိုဝန်သိမ်းတဲ့တာဝန်ကိုယူရပါတယ်အစ်စ်ခုနှစ်ရုံတော်ရဲ့ဒုတိယခေါင်းဆောင်ကမလိုအပ်ပဲလူတက်နေတာမြင်လို့ရန်ရှိကတားလိုက်ပါတယ်လက်အောင်ငသားတွေရှေ့မှာစုံမခံလိုက်ရတော့ရှက်စိတ်ဝင်ပြီးအညိုးထားသွားပါတယ်ဝိုင်းရီတော်မှာဝါးကြီးနဲ့ပြန်တွေ့ပါတယ်ရန်ရှိကမျက်နှာဖုံးတက်ထားတော့ဝါးကြီးကဘသူပဲဝါဆိုတာမသိပါဘူးကလေးငယ်တွေနဲ့မိန်းမတွေကိုခြံထားပြီးယောက်ျားတွေကိုတော့မြောက်ပိုင်းပို့လိုက်ပါတယ်ပစ္စည်းဥစ္စာတွေကိုလည်းနိုင်ငံတော်ဘဏ္ဍာအဖြစ်တင်ဆက်ခဲ့ပါတယ်ဝိုင်းရီတော်ကကြံခဲ့တဲ့မိန်းမသားတွေလည်းတွားစရာနေရာမရှိတော့မြို့ပြင်မှာမေတော်ကြီးချင်းမြတ်ထားတဲ့အိမ်မှာပဲတွားနေကြရပါတယ်မေတော်ကြီးနဲ့ဝါးသခင်မကြီးကငယ်ငယ်တုန်းကတငယ်ချင်းတွေပါခုတော့ဝိုင်းရီတော်ကအထက်ကြီးပြက်ဖြစ်ပြီးဆင်းရဲတဲ့ဘဝကိုရောက်သွားပါတယ်ဝါးကြီးဒီမိသားစုကိုဘယ်လိုဥဆောင်ပြီးရှေ့ဆက်မလဲဆိုတာစောင့်ကြည့်လိုက်ပါ